ယနေ့ဇန်နဝါရီလ20ရက်နေ့တွင်ထိုင်းနိုင်ငံအယုဒ္ဓယမြို့၌မြန်မာနှင့်ထိုင်းကားချင်းတိုက်မိရာမှစတင်ဖြစ်ပွားခဲ့သည့်ပြဿနာအပြီးနှုတ်ခမ်းမွေးဦးဆောင်သည့်ထိုင်းမျိုးချစ်အဖွဲ့များကမြန်မာများအနေများသည့်ရက်ကွက်များသို့ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရပါသည်။ဇန်နဝါရီလ19ရက်ညနေပိုင်းတွင်အယုဒ္ဓယမြို့ရှိမြန်မာအများဆုံးနေထိုင်သောရက်ကွက်အတွင်းအဖွဲ့ဝင်များအုပ်စုလိုက်ဝင်ရောက်လာပြီးမြန်မာနိုင်ငံသားတချို့ကိုယ်ထိလက်ရောက်စော်ကားခံရမှုများဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောကြားပါသည်။လက်ရှိအချိန်တွင်ထိုင်းနိုင်ငံနေရာအများစုတွင်လေထုညစ်ညမ်းမှုအဆင့်မြင့်တက်လာနေပြီးပြည်သူများ၏ကျန်းမာရေးအပေါ်အန္တရာယ်ဖြစ်စေနေကြောင်းသတိပေးချက်များထုတ်ပြန်ထားပါသည်။အထူးသဖြင့်ဘန်ကောက်မြို့အပါအဝင်မြို့ကြီးများတွင် PM2.5 အမှုန်အမွှားပမာဏမြင့်မားခြင်းကိုတွေ့ရှိရပါသည်။အဆိုပါ PM2.5 အမှုန်အမွှားများသည်အသက်ရှူလမ်းကြောင်းမှတဆင့်ခန္ဓာကိုယ်အတွင်းဝင်ရောက်နိုင်ပြီးအသက်ရှူခက်ခဲမှုခေါင်းကိုက်ခြင်းမျက်စိရရံခြင်းတို့ကိုဖြစ်စေနိုင်ကြောင်းကျန်းမာရေးအဖွဲ့အစည်းများကသတိပေးထားပါတယ်။ထိုင်းဆိုရဘက်မှလည်းပြည်သူများအားအပြင်ထွက်လျင် mask တပ်ဆင်ရန်နှင့်ကလေးများတက်ကြီးရွယ်အိုများအပြင်ထွက်လှုပ်ရှားမှုလျှော့ချရန်အကြံပြုထားပါတယ်။လေထုညစ်ညမ်းမှုအခြေအနေကိုနေ့စဉ်စောင့်ကြည့်နေပြီးအရေးပေါ်အခြေအနေဖြစ်လာပါကထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။